အိမ်ကအမေထက်စီကံကြီးတဲ့နိုင်ငံများနံပါတ်1အနေနဲ့ကတော့အိမ်သားရေဆွဲချလို့မရတဲ့နိုင်ငံဖြစ်ပါတယ်ဆွစ်ဇာလန်နိုင်ငံဟာအေဂျင့်လှပတဲ့နိုင်ငံဆိုပြီးတော့နာမည်ကြီးပါတယ်ဒါကြောင့်ဒီလိုအေဂျင့်လှပတဲ့နိုင်ငံမှာဆိုရင်အိမ်သားရေဆွဲချရင်တော့မှသတိနဲ့ဆွဲချရမှာဖြစ်ပါတယ်ဆွစ်ဇာလန်မှာည7:00 နာရီကနေမနက်9:00 နာရီတွင်အိမ်သားရေဆွဲချလို့လုံးဝမရပါဘူးဆွစ်ဇာလန်ဆိုတာအလွန်အေဂျင့်တိတ်ဆိတ်ပြီးတော့တယောက်ဖင်တယောက်ကြားနေရတဲ့နိုင်ငံဖြစ်ပါတယ်ဒါကြောင့်ညဘက်ကြီးရေဆွဲချလိုက်မယ်ဆိုရင်တယောက်ကလုံးကကြားနေရမှာဒါကိုမချင်တဲ့လူတယောက်ကတိုင်လိုက်မယ်ဆိုရင်တော့ဒဏ်ကြေးငွေပါပေးဆောင်ရမှာဖြစ်ပါတယ်ဒါကြောင့်ငါ့အိမ်ပလန်ကဘဲချင်းရေဆွဲချဖို့ဆိုရင်တော့ဆွစ်ဇာလန်ကိုမသွားဖို့အကြံပေးချင်ပါတယ်နံပါတ်2အနေနဲ့ကတော့ဆက်လက်တောက်လို့မရတဲ့နိုင်ငံဖြစ်ပါတယ်လူကြီးမင်းကဆက်လက်ကိုဖင်မီကိုထွက်အောင်တောက်တဲ့သူဆိုရင်ဘူတန်ကိုလုံးဝမသွားဖို့ပြောချင်ပါတယ်ဘူတန်နိုင်ငံမှာဆက်လက်နဲ့တခြားဆေးရွက်ကြီးထုတ်ကုန်တွေအားလုံးကိုတရားဝင်တားမြစ်ပိတ်ပင်ထားပါတယ်ဒါကြောင့်ဘူတန်မှာဆက်လက်ဝယ်ခြင်းနဲ့ဆိုရင်မူရစ်ဆေးဝယ်တယ်လို့မှောင်ခိုဝယ်ရမှာပါဆက်လက်တောက်ခြင်းနဲ့ဆိုရင်လည်းဘယ်သူမှမသိအောင်ခိုးတောက်ရမှာဖြစ်ပါတယ်ဗိတ်တွေပါတယ်လည်းတောက်လို့မရပါဘူးဒါပေမဲ့ဗိတ်ကိုတော့လေဘင်းဆွဲထားခြင်းဆွဲထားလို့ရပါဘူတန်မှာဆက်လက်တောက်ခြင်းကရာဇဝတ်မှုကျူးလွန်တာနဲ့အတူတူပဲဖြစ်ပါတယ်ဒါကြောင့်လူကြီးမင်းသားလူရှိသူရှိမှာဆက်လက်လေးတစ်လေးလောက်ထုတ်တောက်လိုက်မယ်ဆိုရင်အလိုလိုနေရာဇဝတ်သားဖြစ်သွားပါပြီနံပါတ်3အနေနဲ့ကတော့တောင်းစားလို့မရတဲ့နိုင်ငံဖြစ်ပါတယ်အင်ဒိုနီးရှားနိုင်ငံမှာဆိုရင်တော့တောင်းရမ်းစားတောက်ခြင်းကိုတားမြစ်ထားပါတယ်အထင်ကရမြို့တော်ဖြစ်တဲ့မြို့တော်ဂျာကာတာဆိုရင်နိုင်ငံခြားခရီးသွားတွေများတဲ့နေရာတစ်ခုဖြစ်ပါတယ်ဒါကိုခင်ကောင်းယူပြီးတော့တောင်းစားတဲ့ဂိုင်းတွေကစနစ်တကျဖွဲ့စည်းထားတဲ့လူအုပ်ကြီးတွေနဲ့ဆွဆွရွာတောင်းရမ်းတက်ကြပါတယ်လူစီကားတဲ့နေရာတွေနဲ့ဟိုတယ်တွေရှိမှတောင်းစားတဲ့သူတွေအပြည့်ဖြစ်နေတာကနိုင်ငံကိုသိက္ခာကျစေတယ်ဆိုပြီးတော့အစိုးရဘန်းပစ်လိုက်တာဖြစ်ပါတယ်။ဒါကြောင့်အင်ဒိုနီးရှားမှာတောင်းမှုစဉ်းစားထားတယ်ဆိုရင်အခုကတည်းကပလန်အောင်ဖျက်ထားလိုက်ဖို့အကြံပေးချင်ပါတယ်။နံပါတ်4အနေနဲ့ကတော့ဗလက်တိုင်းဒေးမရှိတဲ့နိုင်ငံဖြစ်ပါတယ်။ဗလက်တိုင်းဒေးမှာအတွဲတွေမြင်ရတာမျက်စိနောက်တယ်ဆိုရင်နိုင်ငံလေးတစ်နိုင်ငံနဲ့မိတ်ဆက်ပေးချင်ပါတယ်။အဲ့ဒီနိုင်ငံလေးကတော့ဆော်ဒီနိုင်ငံပဲဖြစ်ပါတယ်။ဆော်ဒီမှာဗလက်တိုင်းဒေးဆိုတာလုံးဝမရှိပါဘူး။ February 14 ရက်နေ့ဆိုတာဆော်ဒီမှာတော့တာမန်နေ့လေးတစ်နေ့ပဲဖြစ်ပါတယ်။ဒါကြောင့်လမ်းပေါ်တွေမှာလည်းဘာအင်ဂျီစင်တူမှတွေ့မြင်ရမှာမဟုတ်ပါဘူးတကယ်တော့ချစ်သူများနေကိုဘန်းထားရတာကဘာသာရေးအကြောင်းပြချက်ကြောင့်ဖြစ်ပါဒါပေမဲ့ဘလို့ကြောင့်ပဲဘန်းဆော်ဒီမှာအဲ့ဒီနေ့ကိုရောက်ရင်တော့စိတ်အေးချမ်းတရားစွာနေရမှာဖြစ်ပါနံပါတ်5အနေနဲ့ကတော့ဂိမ်းဆော့လို့မရတဲ့နိုင်ငံဖြစ်ပါတယ်လူကြီးမင်းသားဂရိနိုင်ငံမှာမွေးလာတဲ့ဂရိတယောက်ဆိုရင်ဂိမ်းဆော့တာအောင်လွတ်လွတ်လပ်ဆော့ရမှာမဟုတ်ပါဘူးဂရိနိုင်ငံမှာဂိမ်းဆော့ခြင်းရင်ကိုယ့်အိမ်မှာပဲဘယ်သူမှမမြင်အောင်ဆော့ရမှာပါလူရှိသူရှိမှဆော့မိမယ်ဆိုရင်တော့ဒဏ်ကြေးငွေပါပေးဆောင်ရမှာဖြစ်ပါတယ်ဒါကြောင့်လက်ဖက်ရည်ဆိုင်တွေမှာဘော်ဒါတွေစုပြီးတော့ MLE ဘာတွေလဲဆော့လို့ရမှာမဟုတ်ပါဘူးဂိမ်းဆိုတဲ့နေရာမှာလည်းလက်နှချောင်းဂိမ်းတွေရောလက်ဆယ်ရောင်းဂိမ်းတွေပါအကုန်ပါပါတယ်ဂိမ်းပေါင်း900တွေဘာတွေလည်းမရပါဘူးဒါကြောင့်ဂရိနိုင်ငံမှာတရားဥပဒေချိုးဖောက်ခြင်းနဲ့ဆိုရင်တော့လူရှိသူရှိထုတ်ပြီးဂိမ်းဆော့လိုက်ရုံပဲဖြစ်ပါတယ်နောက်ဆုံးအနေနဲ့ကတော့တိုင်းကားကြီးလို့မရတဲ့နိုင်ငံဖြစ်ပါတယ်လူကြီးမင်းကတိုင်းကားအလွန်ကြိုက်တဲ့သူတယောက်ဆိုရင်အိန္ဒိယကိုလုံးဝမသွားဖို့အကြံပေးချင်ပါတယ်ဘာလို့လဲဆိုရင်တော့အိန္ဒိယမှာတိုင်း website တွေအားလုံးကိုပိတ်ထားလို့အားလုံးသိတဲ့အတိုင်းပဲအိန္ဒိယမှာကလူကြီးထူထပ်ပြီးသားမို့လို့တိုင်းကားတွေကြည့်နေရင်ထပ်ပြီးများလာမှာဆိုလို့ဒီမတိုင်ခင်တော့ကဆိုရင်တိုင်းကားဆွဲနေတဲ့လူအရေအတွက်ကအိန္ဒိယရဲ့3ပုံ1ပုံလောက်ရှိပါတယ်ဒါကြောင့်အစိုးရကဒီထက်ဆုံးမလောက်အောင်ဆိုပြီးတော့တိုင်းကားကြီးခွင့်ပိတ်လိုက်တာဖြစ်ပါတယ်ဒါပေမဲ့ကြည့်ချင်တဲ့ဘာဆိုရင်တော့ဒီမှာလို VPN ကြော်ပြီးကြည့်လို့ရတယ်အဆုံးလေးကြည့်ပေးရတော့အားလုံးကိုကျေးဇူးတင်ပါတယ်